สวัสดีค่ะทุกคนอาลงเบมงกลาบาရှင်ဒီနေ့က day 1ကိုလာမိတ်ဆက်မယ်နော်မိန်းကလေးဆိုရင်ဒီချန်စကားပြောရင်နောက်ဆုံးမှာခါထည့်သုံးပေးပါယောက်ျားလေးဆိုရင်ဖုံစကားပြောရင်နောက်ဆုံးမှာ crab ထည့်သုံးပေးပါနံပါတ်1ကကြတော့สวัสดีမိန်းကလေးဆိုရင်สวัสดีค่ะမင်္ဂလာပါရှင်ယောက်ျားလေးဆိုရင်สวัสดีครับမင်္ဂလာပါခင်ဗျာနံပါတ်2ကကြတော့ဒီချန်ชื่อဥပမာကွက်လက်လေးထဲမှာကိုယ့်ရဲ့နာမည်လေးကိုထည့်ပေးမယ် VV ကကြတော့ဒီချန်ชื่อ VV ค่ะကျမနာမည် VV ဖြစ်ပါတယ်နံပါတ်2ကကြတော့ဒီချန်အာယုကွက်လက်လေးထည့်ပေးထားတယ်ကွက်လက်လေးထဲမှာကိုယ့်ရဲ့အသက်လေးကိုထည့်ပေးပါဒီချန်အာယုปีค่ะဥပမာดิฉันอายุ25ปีค่ะจะมาအသက်25နှစ်ပါရှင်နံပါတ်4ကကြတော့ดิฉันมาจากประเทศမြန်မာค่ะดิฉันมาจากประเทศမြန်မာค่ะจะมาမြန်မာနိုင်ငံမှာလာပါတယ်နံပါတ်5ကကြတော့ดิฉันชอบอาหารမြန်မာกับอาหารไทยค่ะดิฉันชอบอาหารမြန်မာกับอาหารไทยค่ะကျမမြန်မာအစားအစာနဲ့ထိုင်းအစားအစာကြိုက်ပါတယ်ရှင်နံပါတ်6ကကြတော့ตอนนี้อาศัยอยู่ที่กรุงเทพค่ะตอนนี้อาศัยอยู่ที่กรุงเทพค่ะกรุงเทพနေရာလေးမှာလေကိုနေတဲ့နေရာလေးကိုထည့်ပြီးပြောပေးနော်ตอนนี้อาศัยอยู่ที่กรุงเทพค่ะအခုဘန်ကောက်မှာနေပါတယ်ရှင်နံပါတ်9ကကြတော့งานอดิเรกของคือดูหนังตลกค่ะงานอดิเรกของคือดูหนังตลกค่ะဟာတာကကြည့်ရတာဝါသနာပါတယ်ရှင်နံပါတ်10ကကြတော့ดิฉันพูดภาษาไทยได้นิดหน่อยค่ะดิฉันพูดภาษาไทยได้นิดหน่อยค่ะကျမထိုင်းစကားနည်းနည်းပြောတတ်တယ်ရှင်နံပါတ်9ကကြတော့ยินดีที่ได้รู้จักค่ะยินดีที่ได้รู้จักค่ะတွေ့ရတာဝမ်းသာပါတယ်ရှင်နံပါတ်30ကိုသွားမယ်နော်ဒီတစ်ခုကကြတော့လေကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်အစ်စ်တွေနဲ့တွေ့တဲ့အချိန်မှာပြောကြတယ်ကိုကအလုပ်တစ်ခုကနေတစ်ခုကိုပြောင်းသွားတယ်လုပ်ဖို့ကင်ဘက်အစ်စ်တွေရတဲ့အချိန်မှာကိုမိတ်ဆက်ပြီးလို့ရှိရင်နောက်ဆုံးမှာဒီစကားလေးကိုပြောကြတယ်ပေါ့နော် fuck နော် fuck ตัวด้วยนะคะfuck နော် fuck ตัวด้วยนะคะခင်မမေနဲ့စောက်ရှောက်ပေးပါအောင်နော်အဲ့လိုလေးပြောကြတယ်အခုက day 1ကိုလေ့လာပြီးပြီဆိုလို့ရှိရင် VV ကတပတ်မှာ2ရက်အိမ်စာစစ်ပေးမယ်နော်